လာပါဗျဒါကတော့ကျွန်တော်တို့ကိုရီးယားနိုင်ငံပေါ့နော်ချောင်းထက်ဘုံကြောင်းပေါ့နော်ဆရာမလီမွန်ရဲ့အကုန်လုံးចောင်းသားတွေနဲ့ဘုံကလေးအလူလို့ပြောလို့ရတာပေါ့နော်ဘုံကလေးအလူပွဲကိုရောက်ရှိနေတာပေါ့နော်တရားနာပြီးလို့မင်းစားဖို့ကျန်းစီနေတာပေါ့ဗျာခင်းရတော့စုံနေတာပဲစက်သားတွေရောငါးကြော်တွေရောအမဲနှက်တွေရောရှိပါတယ်ခင်းရတော့စုံနေတာမြန်မာတော့တယ်လူကြီးဒီနေ့မြန်မာတမီးတို့မြန်မာချင်းမှုလာပဲမြန်မာချင်းကိုရီးယားတမီးတို့တိတ်မစားနိုင်ဘူးမှုလာတယ်ဟင်းရတော့ကျွန်တော်ဒီလောက်ပဲယူလာပါတယ်မကုံမှာစိုးလို့ပေါ့နော်မကုံရင်လည်းကဖြတ်သွားတယ်တဲဟင်းပါဒါတမီးချင်းထည့်တယ်ဒီလူပွဲမှာချက်တဲ့ဟင်းတွေကတော့အကုန်လုံးကောင်းပါတယ်တော်တော်လေးကောင်းတာတကယ်ကောင်းတာပါတခုမှကြကောင်းတာပါအကုန်ကောင်းတာကိုတကယ်ကောင်းတော့ကြောင့်ဗီဒီယိုလေးရိုက်တယ်တော်တော်လေးစားလို့ကောင်းပါတယ်ဗျာရောက်လာ